အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆက်လက်ပြီးတော့မနေ့ကငါတို့ဒီလေ့လာတွားကြတဲ့ကေတီချင်းကာလ3ပါးဆိုတဲ့အကြောင်းကိုဆက်လက်ပြီးတော့လေ့လာတွားကြမှာဖြစ်တယ်ဒီမနေ့ကတော့ငါတို့ဒီကေတီချင်းကာလ3မျိုးဒါမှမဟုတ်3ပိုင်းရှိတဲ့အထဲမှာမှပထမဆုံးတစ်ခုဖြစ်တဲ့အတိတ်ကာလကေတီချင်းဆိုတဲ့အကြောင်းကိုငါတို့ဒီလေ့လာတွားကြတာဖြစ်တယ်ဒီအတိတ်ကာလကေတီချင်းဆိုတာဒီအပြည့်အခငရေကနေငါတို့ကိုဖျားခင်ကကေတင်ပေးခြင်းဖြစ်တယ်ဒီငရေကိုတွားရမယ့်ဘေးအန္တရာယ်ကနေငါတို့လွတ်မြောက်ဖို့ရန်အတွက်ဒီသခင်ယေရှုခရစ်တော်ဟာငါတို့ရဲ့အပြည့်အခကိုစားလက်ဝါးကားတိုင်ပေါ်မှာငါတို့ရဲ့အပြည့်အခကိုအကုန်အစင်ဆက်ပေးခဲ့ပြီးပါပြီလားသူကငါရဲ့ကေတင်ပိုင်ရှင်ပဲဆိုမှသခင်ယေရှုခရစ်တော်နဲ့သူပြုခဲ့တဲ့အမှုကိုငါတို့ယုံကြည်တဲ့ချိန်မှာငါတို့ဖျားခင်ရဲ့ယေရှုတော်တက်တက်နဲ့ယုံကြည်ခြင်းအပြင်ပဲငါတို့ဒီငရေကနေအပြည့်အခကနေလွတ်မြောက်ခြင်းရပြီးပါပြီကေတင်ချင်းရပါတယ်ဆိုပြီးမှငါတို့လေ့လာတွားကြတာဖြစ်တယ်ခရစ်တော်ကိုတစ်ကြိမ်ယုံကြည်တဲ့အချိန်မှာထာဝရလွတ်မြောက်သွားပါပြီထာဝရကေတင်ချင်းရပြီးသွားပါပြီဆိုပြီးမှငါတို့လေ့လာခဲ့ပြီးတာဖြစ်တယ်ဒီနေ့မှာတော့ငါတို့ဆက်လက်ပြီးတော့ဒီဒုတိယမြောက်တစ်ခုဖြစ်တဲ့ဒီပိစုပန်ကာလကေတင်ချင်းအကြောင်းကိုငါတို့လေ့လာတွားကြမှာဖြစ်တယ်ဒီမလေးလာခင်မှာဆက်လက်ပြီးတော့ဒီတဖန်ပြန်ပြီးတော့ဒီကေတင်ချင်းရဲ့အနက်အဓိပ္ပာယ်ကိုတဖန်ပြန်ပြောပြချင်ပါတယ်ကေတင်ချင်းရဲ့အဓိပ္ပာယ်ကဒီဘေးအန္တရာယ်ဒါမှမဟုတ်ဘေးဒုက္ခတစ်ခုခုကနေကေတင်ချင်းလို့ဆိုလိုပါတယ်နေ့တအခန်းကြီးနေ့အပိုင်းငယ်15မှာတော့ငါတို့ကိုဒီတမာတရားကိုမှန်ကန်စွာပိုင်းခြားဖို့ရန်အတွက်ကြိုးစားထုတ်ဖို့ဒီဘုရားသခင်ကငါတို့ကိုပြောပြနေတဲ့အကြောင်းကိုငါတို့တွေ့ရမှာဖြစ်တယ်ဒါဆိုရင်ငါတို့ဆက်ပြီးတော့ဒီပိစုပန်ကာလကေတင်ချင်းအကြောင်းကိုလေ့လာတော့ကြရအောင်ဒီပိစုပန်ကာလကေတင်ချင်းလို့ပြောတဲ့အချိန်မှာငါတို့ပိစုပန် present လို့ပြောတဲ့အချိန်မှာပိစုပန်လို့ပြောတဲ့အချိန်မှာယခုလက်ရှိယခုလက်တွေ့အတ္တတာမှာငါတို့ကိုဘုရားခင်ကကေတင်နေတဲ့အကြောင်းကိုငါတို့လေ့လာတော့ကြမှာဖြစ်တယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမှမရှုပ်ထွေးအောင်ပြောပြချင်တာရှိပါတယ်ဒီပိစုပန်ကာလကေတင်ချင်းလို့ပြောတဲ့အချိန်မှာဒီအတိတ်ကာလကေတင်ချင်းမရပြီးတဲ့အတိတ်ကာလကေတင်ချင်းမရသေးတဲ့သူအတွက်တော့ဒီပိစုပန်ကာလကေတင်ချင်းကမတက်ဆိုင်သေးပါဘူးပြောရမယ်ဆိုရင်အပြည့်အခငရေကနေမလွတ်မြောက်သေးတဲ့သူခရစ်တော်ကိုမိမိရဲ့ကေတင်ပိုင်ရှင်ခရစ်တော်ဟာငါရဲ့အပြည့်အခကိုစားအတေခံပေးခဲ့တဲ့သူပါလားဆိုရင်မှသခင်ယေရှုခရစ်တော်နဲ့သူပြုခဲ့တဲ့အမှုကိုမယုံကြည်သေးတဲ့သူအတွက်တော့ဒီပိစုပန်ကာလကေတင်ချင်းကမတက်ဆိုင်သေးပါဘူးခရစ်တော်ကိုမိမိရဲ့ကေတင်ပိုင်ရှင်ပဲသူကငါရဲ့ကေတင်ရှင်ပဲဆိုမှသူ့ကိုယုံကြည်တဲ့သူတယောက်အတွက်ပဲဒီပိစုပန်ကာလကေတင်ချင်းကတက်ဆိုင်တာဖြစ်တယ်ဒီအချက်ကိုရှင်းသွားပြီဆိုရင်ငါတို့ဒီပိစုပန်ကာလကေတင်ချင်းအကြောင်းကိုဆက်ပြီးတော့ဒီဆက်သွားကြပါစို့ဒီယုံကြည်သူတယောက်ငရေကနေလွတ်မြောက်တဲ့သူတယောက်ကောင်းကင်နိုင်ငံကိုတွားရမှာဖြစ်တယ်ခန္ဓာကိုယ်တည်သွားပေမဲ့ဒါပေမဲ့ငါတို့ဒီကောင်းကင်နိုင်ငံကိုမရောက်သေးဘူးလောကမှာဆက်ပြီးတော့အသက်ရှင်နေသေးခဲ့မယ်ဆိုရင်လောကမှာဆက်လက်အသက်ရှင်နေမယ်ဆိုရင်ကောင်းကင်နိုင်ငံမရောက်သေးဘူးယုံကြည်တဲ့သူတယောက်ခရစ်တော်ကိုယုံကြည်ပြီးတဲ့သူတယောက်လောကမှာဆက်လက်အသက်ရှင်နေတဲ့အချိန်မှာဒီငါတို့အထဲမှာဒီအပြစ်တရားဆိုတာရှိသေးတယ်ဒီအကြောင်းကိုတော့ငါတို့ဒီယောမအခန်းကြီး9မှာငါတို့တွေ့ရမှာဖြစ်တယ်ဒီအကြောင်းကိုတော့ငါတို့မဖတ်တော့ဘူးငါတို့ခရစ်တော်ကိုယုံကြည်လိုက်ပေမဲ့ငါတို့ဟာကောင်းကင်နိုင်ငံမရောက်သေးဘူးကောင်းကင်နိုင်ငံရောက်မှဒီအပြစ်တရားဆိုတာပျောက်သွားမှာဖြစ်တယ်ဒါပေမဲ့ငါတို့ဒီကောင်းကင်နိုင်ငံမရောက်သေးဘူးလောကမှာဆက်လက်အသက်ရှင်နေသေးတဲ့အတွက်ကြောင့်ငါတို့မှာတွေးတာခန္ဓာကိုယ်ရှိတဲ့အတွက်ကြောင့်ငါတို့အထဲမှာအပြစ်တရားဆိုတာရှိတယ်အပြစ်တရားဇာတိပဂတိဆိုတာရှိတယ်ဒါကြောင့်ဒီအပြစ်တရားမှာတကူဆိုတာရှိတယ်အပြစ်တရားရဲ့တကူဆိုတာရှိတယ်ဒီအပြစ်တရားငါတို့ကိုအမျိုးမျိုးသောတတ်မှတ်ခြင်းတွေဒီညှဉ်းညူးခြင်းတွေဒီမနာလိုစိတ်တွေအမျိုးမျိုးပေါ်လာစေပြီးမှငါတို့ကိုဒီအပြစ်ပြုမိအောင်ပဲသူကငါတို့တွေးဆောင်ဖြားရောက်မှာဖြစ်တယ်ဒါကြောင့်ဒီအပြစ်ရဲ့တကူကနေအောင်မြင်ပြီးတော့ဒီအပြစ်ကခိုင်းတဲ့အရာကိုငါတို့မလုပ်မိဖို့ရန်အတွက်ဘုရားခင်ကငါတို့ကိုဒီအပြစ်ရဲ့တကူကနေလဲဆက်လက်ပြီးတော့ဒီလက်တွေ့အတ္တမှာ
နေ့စဉ်အသက်တာမှာငါတို့ကေတင်ပေးနေပါတယ်ဆိုတဲ့အကြောင်းကိုငါတို့ဒီလေ့လာသွားကြမှာဖြစ်တယ်ဒီပြစ္ဆုတ်ပံကာလကေတင်ချင်းဆိုတာဒီအပြည့်ရဲ့တကူကနေကေတင်ပေးခြင်းဖြစ်တယ်ငါတို့ခုနကပြောသွားတယ်လို့ပဲဒီအပြည့်ရဲ့တကူကငါတို့ဒီမကောင်းတဲ့အရာကိုပဲလုပ်ဖို့ဖျားယောင်းတွေးဆောင်မှာဖြစ်တယ်ဒါပေမဲ့ငါတို့ကိုဖျားခင်ကဒီအပြည့်ရဲ့တကူကနေလွတ်မြောက်ဖို့ရန်အတွက်အပြည့်ရဲ့တကူကနေအောင်မြင်ခြင်းရဖို့ရန်အတွက်ငါတို့ကိုကေတင်ပေးနေပါတယ်ဆိုတဲ့အကြောင်းကိုဒီပြစ္ဆုတ်ပံကာလကေတင်ချင်းလို့ပြောချင်တာဖြစ်တယ်ဒါဆိုရင်ဘေးချင်းမှာငါတို့ကဒီအပြစ်ကခိုင်းတဲ့အရာအပြစ်တကူကငါတို့ကိုဒီဖျားယောင်းတွေးဆောင်တဲ့အရာတတ်မှတ်တဲ့အမျိုးတတ်မှတ်ခြင်းအမျိုးမျိုးတွေဒီမကောင်းတဲ့အရာမှုအမျိုးမျိုးတွေကိုငါတို့ကိုပြုမိအောင်သူကအမြဲတမ်းဒီစူးစမ်းနေတယ်ငါတို့အထင်မှာသူကတကူရှိတယ်သူကဒီအရာတွေကိုငါတို့မလုံးမိအောင်ငါတို့မတက်နိုင်ဘူးဒါဆိုရင်ငါတို့ဒီတက်နိုင်တဲ့ဒီသခင်ယေရှုခရစ်တော်ကိုပဲငါတို့အားကိုးရမှာဖြစ်တယ်သူ့ကိုအားကိုးရင်သူ့ကိုယုံကြည်ရင်သူပြောထားတဲ့နှုတ်ကပတ်တော်တမန်စကားကိုအမြဲတမ်းဆွေးနွေးယုံကြည်ရင်းနဲ့ငါတို့အသက်ရှင်တဲ့အချိန်မှာဒီဖျားသခင်ကငါတို့ကိုဒီအပြစ်တကူကနေအောင်မြင်စေပြီးတော့ဒီလက်တွေ့အသက်တာမှာကောင်းတဲ့အမှုအမျိုးမျိုးတွေငါတို့ကိုကျင့်နိုင်စေမှာဖြစ်တယ်ဒါကတော့ဒီအပြည့်ရဲ့တကူကနေငါတို့ကိုအောင်မြင်စေပြီးတော့အသက်တာမှာဖျားခင်ငါတို့ကိုတန်ရှင်းဖြောင်းမတ်စွာအသက်ရှင်နိုင်အောင်ကေတင်ပေးနေပါမယ်ကူညီပေးနေပါတယ်ဆိုရင်မှငါတို့ဒီကျေးဇူးပြုပေးနေပါတယ်ဆိုတဲ့အကြောင်းကိုငါတို့ပြောနေတာဖြစ်တယ်ဒါကတော့ဒီအတိတ်ကာလကေတင်ချင်းနဲ့မတူတာကတော့ဒီဒါကတော့ဒီပြစ္ဆုတ်ပံကာလကေတင်ချင်းကတကြင်ယုံကြည်နဲ့မလောက်ဘူးသူကနေ့စဉ်နေ့တိုင်းသူကအမြဲတမ်းဖျားခင်ရဲ့နှုတ်ကပတ်တော်တမန်စကားကိုသခင်ယေရှုခရစ်တော်ကအမြဲတမ်းယုံကြည်ရင်းနဲ့အသက်ရှင်ရမှာဖြစ်တယ်ဥပမာပြောရမယ်ဆိုရင်ဒီနေ့အတွက်ဒီနေ့ယုံကြည်ရမှာဖြစ်တယ်မနေ့ဖြန်အတွက်မနေ့ဖြန်ယုံကြည်ရမှာဖြစ်တယ်ဒီပြစ္ဆုတ်ပံကာလကေတင်ချင်းဆိုတာကဒီနေ့ဒီကျွန်တော်တို့ကဒီခရစ်တော်ကိုအားကိုးရင်အသက်မရှင်ခဲ့ဘူးဆိုရင်ဒီနေ့မှာကျွန်တော်တို့ကဒီအပြစ်တကူကိုမအောင်မြင်ဘဲနဲ့ကျွန်တော်တို့ကဒီလက်တွေ့အသက်တာမှာအပြစ်တွေပဲပြုပြီးမှအသက်ရှင်မိမှာဖြစ်တယ်ဒါပေမဲ့မနေ့ဖြန်ကျွန်တော်တို့ကဒီဖျားခင်ကိုပြန်အားကိုးမယ်ခရစ်တော်ကိုအားကိုးရင်းနဲ့အသက်ရှင်ခဲ့မယ်ဆိုရင်တော့ဒီအပြည့်တကူကိုဖျားခင်ကအောင်မြင်နိုင်တဲ့ကေတင်ချင်းငါတို့ကိုပေးပြီးမှငါတို့ကလက်တွေ့အသက်တာမှာဒီတန်ရှင်းဖြောင်းမတ်စွာကောင်းတဲ့အကျင့်အမျိုးမျိုးတွေတီးလာမှာဖြစ်တယ်ဒါကြောင့်ဒီအပြည့်တကူကနေကေတင်ချင်းလို့ပြောတဲ့အချိန်မှာငါတို့မတည်တရွေ့ခရစ်တော်မခေါ်တာတရွေ့ငါတို့လောကမှာအသက်ရှင်နေတဲ့တရွေ့အမြဲတမ်းနေ့စဉ်နေ့တိုင်းငါတို့ဟာဆိုရင်ခရစ်တော်ကိုအားကိုးရမယ်ခရစ်တော်၌တည်ရမယ်ဖျားခင်ရဲ့ကျေးဇူးတော်ကိုအမြဲတမ်းစဉ်းစားဆင်ခြင်အောင်မေးရင်းနဲ့အသက်ရှင်မှတာလေဖျားခင်ကဒီငါတို့ကိုကေတင်ချင်းပေးမှဖြစ်တဲ့အပြည့်တကူကနေဒီယောမအခန်းကြီး8မှာတော့ဒီငါတို့ဟာဆိုရင်အထက်အရာကိုဆွေးလန်းနေမယ်ဆိုရင်ဝိညာဉ်ပဂတိအတိုင်းငါတို့ကျင့်နေမယ်ဆိုရင်တန်ရှင်သောဝိညာဉ်တော်ရဲ့တကူအားဖြင့်ငါတို့ဟာဆိုရင်ဖျားခင်နှစ်သက်တဲ့အမှုတွေကိုငါတို့ပြုနိုင်မှာဖြစ်တယ်ဆိုမှပြောပြထားတာကိုတော့တွေ့ရမှာဖြစ်တယ်ငါတို့ဆက်လက်ပြီးတော့ဒီအချိန်ရမယ်ဆိုရင်ဒီအကြောင်းအရာကိုတော့ငါတို့ဒီပြောကြပြတော့မှာဖြစ်တယ်ဒီဒါကလည်းပဲဒီပြစ္ဆုတ်ပံကာလကေတင်ချင်းကလည်းပဲယုံကြည်တော်အဖြစ်ယေရှုတော်ကြောင့်တာဖြစ်ပါတယ်ငါတို့အဖြစ်မဟုတ်ဘူးငါတို့ခရစ်တော်ကိုအားကိုးတယ်ဖျားခင်ကိုအားကိုးတယ်ဖျားခင်ငါတို့ကိုပြုပေးထားတဲ့ယေရှုတော်ကိုငါတို့ယုံကြည်တယ်ဆွေးလန်းရင်းငါတို့အသက်ရှင်နေတဲ့အချိန်မှာဒီအပြည့်ရဲ့တကူကိုငါတို့အောင်မြင်ပြီးတော့ဒီလက်တွေ့အသက်တာမှာတန်ရှင်းဖြောင်းမတ်စွာငါတို့အသက်ရှင်နိုင်မှာဖြစ်တယ်ဆိုရင်မှဖျားခင်ငါတို့ကိုပြုပေးထားတဲ့အကြောင်းကိုပြောပြနေတာဖြစ်တယ်ဒီအပြည့်တကူကနေကေတင်ပေးခြင်းကိုနောက်တစ်နည်းနဲ့ပြောလို့ရတာကတော့ဒီအတ္တတာတန်ရှင်းခြင်းလို့လည်းပြောလို့ရတယ်ဒါမှမဟုတ်ဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းကိုလက်တွေ့အတ္တတာမှာတွေ့မြင်ရခြင်းလို့လည်းပြောလို့ရပါတယ်ဒီလိုပြောတဲ့အချိန်မှာငါတို့ဟာဆိုရင်ဒီခရစ်တော်ကိုတကြင်ယုံကြည်လိုက်တဲ့အချိန်မှာဟိုးဘုရားသခင်ရှေ့မှာတော့ဒီထာဝရဘုရားခင်ရှေ့မှာတော့ဖြောင့်မတ်တဲ့သူတန်ရှင်းတဲ့သူဆိုရင်မှဘုရားခင်ရဲ့မှတ်ခြင်းကိုမှတ်ပေးခြင်းကိုခံရတဲ့သူဖြစ်တယ်ဒါကတော့ဘုရားခင်ရဲ့ရှေ့မှာဟုတ်တယ်ဒါကတော့အတိတ်ကာလကေတင်ခြင်းပေါ့နော်ဒီနေရာဆိုင်ရာကေတင်ခြင်းပေါ့ဒါကတော့ဒီဟိုကောင်းကင်နိုင်ငံမှာငါတို့ကိုဒီဖြောင့်မတ်ပါပြီလို့ဒီခရစ်တော်ကိုတကြင်ယုံကြည်တဲ့အချိန်မှာမှတ်ပေးသွားတဲ့အရာဖြစ်တယ်ဒါကတော့အတိတ်ကာလကေတင်ခြင်းဒါပေမဲ့ဒီပြစ္ဆုတ်ပံကာလကေတင်ခြင်းဆိုတာကတော့ဒီဟိုကောင်းကင်နိုင်ငံမှာဒီ
ဒီဖြောင်းမတ်ပါပြီလို့တန့်ရှင်းပါပြီလို့မှတ်ပေးတဲ့သူတယောက်ဒီလက်တွေ့အသက်တာမှာဆက်လက်အသက်ရှင်တဲ့အချိန်မှာလေးပဲဒီလက်တွေ့အသက်တာမှာတန့်ရှင်းဖြောင်းမတ်ဆိုတာအသက်ရှင်နိုင်ပါတယ်ဒီမျိုးလက်တွေ့အသက်တာမှာတန့်ရှင်းခြင်းအကျိုးတွေငါတို့ရရှိဖို့ရန်အတွက်တော့ဘုရားခင်ကိုအားကိုးရမယ်ခရစ်တော်ကိုအမြဲတမ်းမြည်ခိုနေရမယ်ဘုရားခင်ရဲ့နှုတ်ကပတ်တော်စကားဘုရားခင်ရဲ့ကျေးဇူးတော်ကိုပဲအမြဲတမ်းဆွေးလန်းရဲ့အသက်ရှင်နေတဲ့အချိန်မှာဒီငါတို့ဟာလက်တွေ့အသက်တာမှာလေးပဲတန့်ရှင်းစွာအသက်ရှင်နိုင်မှာဖြစ်တယ်အပြည့်တကူကနေငါတို့ကိုခိုင်းစေတဲ့အရာမကောင်းတဲ့အရာတွေကိုငါတို့မလုပ်မိဘဲနဲ့တန့်ရှင်းစွာအပြစ်မပြုတ်ဘဲနဲ့ငါတို့အသက်ရှင်နိုင်မှာဖြစ်တယ်ဒါကလည်းပဲဘုရားခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲဖြစ်တယ်ငါတို့ကဘာမှမတတ်နိုင်ဘူးခရစ်တော်ကိုအားကိုးတယ်ခရစ်တော်၌တည်မယ်ဆိုရင်ဘုရားခင်ရဲ့နှုတ်ကပတ်တော်စကားကိုအမြဲတမ်းဆွေးလန်းယုံကြည်ရဲ့အသက်ရှင်နေမယ်ဆိုရင်ဘုရားခင်ကလက်တွေ့အသက်တာမှာလည်းပဲတန်ရှင်းခြင်းအကျိုးကိုပေးမယ်ဆိုရင်မှငါတို့ဟိုဒီတွင်တင်ပေးနေတာဖြစ်တယ်ဒီအကြောင်းကိုတော့ငါတို့ဒီရောမအခန်းကြီး6မှာတွေ့ရမှာဖြစ်တယ်ပြောရမယ်ဆိုတော့6ခု8မှာငါတို့တွေ့ရမှာဖြစ်တယ်ဒီပိဿုပန်ကာလကေတင်ချင်းကဒီပို့ပြီးမှပိဿုပန်ကာလကေတင်ချင်းကိုပို့ပြီးမှနားလည်တော့အောင်တစ်ကိုကောရိန္သုဩဝါဒစာပထမဆောင်အခန်းကြီး15အပိုင်းငယ်1နှစ်ကိုငါတို့ဖတ်ပါမယ်ညီအကိုတို့ငါသည်တင်တို့အားဟောပြောဘူးဒီနဲ့အညီတင်တို့ဒီခံယူ၍မိဝေးစိကတ်သောဧဝံဂေလိတရားကိုတင်တို့အားတဖန်ငါကြားလိုက်၏ဒီမှာအခန်းငယ်1မှာညီအကိုတို့ဆိုတာကယုံကြည်သူတွေကိုပြောနေတာဖြစ်တယ်ကောရိန္သုမြို့မှာရှိတဲ့ကောရိန္သုအသင်းတော်မှာရှိတဲ့ယုံကြည်သူတွေကိုပေါလုကပြောနေတာဖြစ်တယ်ပြောရမယ်ဆိုရင်ငါတို့နားလေတာကတော့ဒီအတိတ်ကာလကေတင်ချင်းရပြည့်တဲ့သူတယောက်အပြည့်အခငရေကနေကေတင်ချင်းရပြည့်တဲ့သူတယောက်ဒီနောက်တစ်နေ့ပြောရမယ်ဆိုရင်ဟိုဖျားခင်ရှေ့မှာဖြောင်းမတ်ပါပြီတန့်ရှင်းပါပြီဆိုရင်မှဒီမက်ပေးချင်းခံရတဲ့သူတယောက်အဲ့လူတွေကိုပေါလုကပြောနေတာဖြစ်တယ်ညီအကိုတို့ဆိုတာညီအကိုတို့ငါဒီတင်တို့အားဟောပြောဘူးဒီနဲ့အညီတင်တို့ဒီခံယူ၍မိဝေးစိကတ်သောဧဝံဂေလိတရားကိုတင်တို့အားတဖန်ငါကြားလိုက်၏သူတို့ယုံကြည်ပြီးခဲ့တဲ့အရာသူတို့အရင်ကမိဝေးစိကတ်ပြီးမှသူတို့ယုံကြည်ခဲ့ဘူးတဲ့အရာပေါလုကလည်းတင်တို့ကိုအရင်ကပြုတ်ခဲ့ဘူးတဲ့အရာဒီဧဝံဂေလိတရားကိုငါတဖန်ငါတို့တင်တို့ကိုပြောပြပါမယ်ဆိုရင်မှပြောနေတာတွေ့ရပါတယ်နေ့မှာဆက်ကြည့်ပါမယ်အထက်ကငါဟောပြောသည့်အကြောင်းများကိုတင်တို့သည်အကျိုးမဲ့မယုံဘဲစိတ်ဆွေးလန်းလင်ထိုဧဝံဂေလိတရားအပြင်ကေတင်တော်မူခြင်းတို့ရောက်ကြ၏ဒီမှာအတိတ်ကာလကေတင်ချင်းရပြည့်တဲ့သူတယောက်ကိုဒီလက်တွေ့အတ္တတာမှာလည်းပဲဆက်လက်ပြီးတော့ဒီအပြည့်တကူကနေအောင်နိုင်ဖို့ရန်အတွက်လည်းပဲဒီပေါလုကဒီယုံကြည်သူတွေကိုဆက်လက်ပြီးတော့ဒီအရင်ကတင်တို့မိဝေးစိကခဲ့တဲ့ဒီဧဝံဂေလိတရားကိုဒီလက်တွေ့အတ္တတာမှာလည်းပဲအပြည့်တကူကနေအောင်နိုင်ဖို့ရန်အတွက်ဆက်လက်ပြီးတော့ဒီတရားမှာပဲဒီနှုတ်ကပတ်တော်တရားမှာပဲဒီတည်နေပါဆွေးလန်းနေပါဒါဆိုရင်ကေတင်ချင်းရမယ်ဆိုရင်မှပြောပြနေတာတွေ့ရပါတယ်ဒါကတော့ဒီပိဿုပန်ကာလကေတင်ချင်းယုံကြည်သူတယောက်လက်တွေ့အတ္တတာမှာတက်ရှင်တဲ့ချိန်မှာအပြည့်တကူကိုအောင်မြင်ပြီးတော့လက်တွေ့အတ္တတာမှာတန်ရှင်းခြင်းအကျိုးဖျားခင်နှစ်သက်တဲ့အမှုတွေကိုလုပ်နိုင်ဖို့ရန်အတွက်ငါတို့ဘက်ကနေတော့ဒီငါတို့တင်ယူခံယူထားတဲ့နှုတ်ကပတ်တော်တမန်တရားကိုဖျားခင်ရဲ့စကားကိုအမြဲတမ်းမြည်ဝေးစိကက်ရင်းဆွေးလန်းရင်းသူ့ကိုအားကိုးရင်တက်ရှင်တဲ့အချိန်မှာဖျားခင်ကဒီအပြည့်တကူကိုအောင်မြင်စေမယ်ကေတင်ချင်းပေးမယ်ဆိုရင်မှပြောနေတာတွေ့ရတယ်ဒီမှာဒီတစ်ကိုအခန်းကြီး15ပိုင်းငယ်1နဲ့2မှာကြည့်တဲ့အချိန်မှာအင်္ဂလိပ်လိုမှာတော့ဒီအနီနဲ့ပြထားတာကိုပဲဖတ်ပြပါမယ် you are safe ဆိုမှရေးထားတာတွေ့ရတယ် are safe လို့ပြောတဲ့အချိန်မှာဒီဒါကတော့ဒီပိဿုပန်ကာလလက်တွေ့အတ္တတာမှာဒီ present tense နဲ့ရေးထားတာဖြစ်တယ်ဒါကတော့အမြဲတမ်းလောက်ရမဲ့အမြဲတမ်းလက်တွေ့အတ္တတာမှာမှန်တဲ့အကြောင်းကိုသူကရေးထားတာဖြစ်တယ်အမြဲတမ်းငါတို့ကဒီဧဝံဂေလိတရားကိုဆွဲလန်းရင်တက်ရှင်ရမယ်ဖျားခင်ကိုအကိုရင်တက်ရှင်ရမယ်ဒါမှသာငါတို့ကေတင်ချင်းရမယ်အပြည့်တကူကောင်းနဲ့အောင်ပြီးတော့ဒီငါတို့ကဒီလက်တွေ့အတ္တတာမှာတန်ရှင်းချင်းအကျိုးရမယ်ဆိုရင်မှပြောပြနေတာဖြစ်ပါတယ်ငါတို့ဒီပိဿုပန်ကာလကေတင်ချင်းကိုငါတို့ပို့ပြီးမှနားလေဖို့ရန်အတွက်ငါတို့ဒီကျန်းချက်အနည်းငယ်
ကြည့်ပါမယ်ဖိလိပ္ပိဩဝါဒစာခန်းကြီးနှင့်အပိုင်ငယ်7နှစ်ကိုဖတ်ပြပါမယ်တို့ဖြစ်၍ငါချစ်သူတို့တင်တို့ဒီငါမျက်မှောက်၌နားထောင်ဒီတာမကမျက်ွယ်၌လည်းအစင်နားထောင်ကြသည်နှင့်အညီကြောင်းရွံ့တော်လုံးသောစိတ်နှင့်ကိုကေတင်ချင်းငါကိုယ်တိုင်စူးစမ်းအားထုတ်ကြလော့ဒီမှာအနီနဲ့ပြထားတာကိုတွေ့ရတယ်ကိုကေတင်ချင်းငါကိုယ်တိုင်စူးစမ်းအားထုတ်ကြလော့ဒီမှာကေတင်ချင်းရဖို့ရန်အတွက်ကိုယ်တိုင်စူးစမ်းအားထုတ်ပါလို့ပြောနေတာတွေ့ရတယ်ဒါဆိုရင်ငါတို့နားလေတာကတော့ဒီအတိတ်ကာလကေတင်ချင်းမဖြစ်နိုင်ဘူးဆိုတာဒီကျမ်းပိုက်အဖြစ်တွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ငါတို့အဖက်အခန်းကြီးနှစ်အပိုင်ငယ်8နှစ်9ကိုကြည့်တဲ့အချိန်မှာဒီအပိယခငရေကနေလွတ်မြောက်ဖို့ရန်အတွက်ကတော့အတိတ်ကာလကေတင်ချင်းရဖို့ရန်အတွက်ကတော့ငါတို့စူးစမ်းလို့မရဘူး။ငါတို့အဖြစ်မဟုတ်ဘူး။ခရစ်တော်ကိုယုံကြည်ခြင်းတက်တဲ့နဲ့ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ဖြစ်တယ်ငါတို့ရဲ့ကုသိုလ်ကြောင့်ငါတို့ကောင်းလို့ငါတို့လုံနိုင်လို့ငါတို့စူးစမ်းလို့ရတာမဟုတ်ဘူးဆိုမှငါတို့ပြောခဲ့ပြီးတာဖြစ်တယ်ဒါပေမဲ့ဒီမှာတော့ဒီစူးစမ်းအထုတ်ပါဆိုပြီးမှပြောနေတာတွေ့ရတယ်ဒါဆိုရင်ဘယ်လိုမျိုးစူးစမ်းအထုတ်ရမှာလဲဒီကေတချင်းရဖို့အတွက်ဘယ်လိုမျိုးစူးစမ်းအထုတ်ရမလဲလို့ပြောတဲ့အချိန်မှာဒီအမေတန်းပိုလိုကဒီဖိလိပ္ပိဩဝါဒစာမှာဖိလိပ္ပိယုံကြည်သူတွေကိုငါမျက်မှောက်မှာရှိသည်ဖြစ်စေငါမျက်ကွယ်မှာရှိသည်ဖြစ်စေအမြဲတမ်းဖျားခင်ကိုကြောက်ရွံ့သောစိတ်နဲ့အမြဲတမ်းအသက်ရှင်ဖို့ရန်အတွက်စူးစမ်းထုတ်ပါဆိုပြီးမှပြောပြနေတာတွေ့ရပါတယ်ဒီလိုမျိုးဖျားခင်ကိုကြောက်ရွံ့သောစိတ်နဲ့အသက်ရှင်မှတာလေဖျားခင်စကားကိုနားထောင်ရင်အမြဲတမ်းခရစ်တော်ကိုပဲအားကိုးရင်ခရစ်တော်၌ပဲပျော်မွေ့ရင်ခရစ်တော်ကိုပဲဆွေးလန်းရအသက်ရှင်တဲ့အချိန်မှာဒီမျိုးအသက်ရှင်ဖို့စူးစမ်းတဲ့အချိန်မှာလက်တွေ့အသက်တာမှာဖျားခင်ကငါတို့ကိုအပြစ်တကူကနေကယ်တင်ခြင်းကိုပေးပါမယ်ဆိုပြီးမှပြောပြနေတာဖြစ်ပါတယ်ဒီယာကုပ်အခန်းကြီး1အပိုင်ငယ်27ကိုလည်းဆက်လက်ကြည့်ကြပါစို့ထိုကြောင့်ခတ်သိမ်းသောညှဉ်းညူးခြင်းမနာလိုသောစိတ်လုံကျူးခြင်းကိုပေရှား၍တင်တို့စိတ်ဝိညာဉ်ကိုကယ်တင်နိုင်သောအထဲ၌စိုက်ပျိုးသောနှုတ်ကပတ်တရားကိုနုညံ့သိမ်မွေ့သောစိတ်နှင့်ခံယူကြလော့ဒီမှာလည်းပဲဒီထိုကြောင့်ခတ်သိမ်းသောညှဉ်းညူးခြင်းတွေမနာလိုသောစိတ်လုံကျူးခြင်းကိုပေရှားပြီးမှတင်တို့စိတ်ဝိညာဉ်ကိုကယ်တင်နိုင်တဲ့အထဲ၌စိုက်ပျိုးသောနှုတ်ကပတ်တရားကိုနုညံ့သိမ်မွေ့သောစိတ်နှင့်ခံယူပါဆိုပြီးမှအမိန့်ပေးနေတာတွေ့ရတယ်ဒီမျိုးပြောတဲ့အချိန်မှာဒီငါတို့ဒီခတ်သိမ်းသောညှဉ်းညူးခြင်းတွေမနာလိုသောစိတ်လုံကျူးခြင်းကိုပေရှားမှကယ်တင်ခြင်းရမယ်ဆိုပြီးမှပြောနေတာဖြစ်တယ်ဒါဆိုရင်တော့ငါတို့မနေ့ကလေ့လာခဲ့ပြီးတဲ့အတိတ်ကာလကယ်တင်ခြင်းမဟုတ်ဘူးဆိုတာငါတို့ထင်ရှားဆိုတာတွေ့ရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့အတိတ်ကာလကယ်တင်ခြင်းရဖို့ရန်အတွက်အပြည့်ရဲ့အခငရေကနေလွတ်မြောက်ဖို့ရန်အတွက်တော့ငါတို့ဒီမျိုးမကောင်းတဲ့အရာကိုပေရှားမှဒါတွေကိုညှဉ်းညူးခြင်းတွေကိုမနာလိုတော့စိတ်လုံကျူးခြင်းတွေကိုပေရှားနိုင်မှကယ်တင်ခြင်းရမယ်ဆိုမှဒီမှာတော့ပြောနေတာဖြစ်တယ်ဒါဆိုရင်ဒါကတော့ဒီအတိတ်ကာလကယ်တင်ခြင်းမဟုတ်ဘူးဆိုတာအတိအတာပါဘာကြောင့်လဲဆိုတော့ဒီအပြည့်အခငရေကနေလွတ်မြောက်ဖို့ရန်အတွက်ကတော့ဒီမျိုးပေရှားမှမဟုတ်ပါဘူးသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းတက်နေပဲအကျင့်ဘာမှထပ်ဖြည့်စရာမလိုဘူးသခင်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ဟုယုံကြည်တဲ့အချိန်မှာယေရှုတော်အားဖြင့်ရခဲ့ပြီးပါပြီထာဝရလွတ်မြောက်ခြင်းရပါပြီဆိုရင်မှအတိတ်ကာလကယ်တင်ခြင်းမှာပြောပြတာဖြစ်တယ်ဒါပေမဲ့ဒီမှာအတိတ်ကာလကယ်တင်ခြင်းရပြီးတဲ့သူတယောက်ကိုဆိုမှမပြောရဖြစ်တယ်အတိတ်ကာလကယ်တင်ခြင်းတယောက်ဟာလက်တွေ့အတ္တမှာတက်ရှင်တဲ့အချိန်မှာဒီခတ်သိမ်းသောညှဉ်းညူးခြင်းတွေမလာလိုတော့စိတ်လုံကျူးခြင်းတွေကိုပေရှားနိုင်ဖို့ရန်အတွက်ဒါတွေကအပြည့်ရဲ့တကိုးကနေအမျိုးခိုင်းနေတာဖြစ်တယ်အပြည့်တကိုးကနေထွက်လာတဲ့အရာဖြစ်တယ်ဒါအပြည့်တရားကနေထွက်လာတဲ့အရာဖြစ်တယ်ဒီလိုမျိုးအပြည့်တရားကနေထွက်လာတဲ့ခတ်သိမ်းသောညှဉ်းညူးခြင်းတွေမနာလိုတော့စိတ်နဲ့လုံကျူးခြင်းကိုငါတို့မပြုတ်မိပဲဒါတွေကိုအောင်မြင်ဖို့ရန်အတွက်ကတော့ဒီငါတို့အသေးမှာစိုက်ပျိုးတော့နှုတ်ကပတ်တရားကိုနုညံ့သိမ်မွေ့တော့စိတ်နဲ့ခံယူကြပါငါတို့ခံယူထားတဲ့ငါတို့အထဲမှာရှိတဲ့နှုတ်ကပတ်တော်တမန်တရားကိုပဲဖျားခင်စကားကိုပဲခရစ်တော်ကိုပဲအမြဲတမ်းဆွေးလန်းပါအမြဲတမ်းခံယူနေပါအမြဲတမ်းအားကိုးနေပါဒါမှတာလင်ဒီလိုမျိုးအပြစ်တကိုးကနေလာတဲ့ခတ်သိမ်းသောညှဉ်းညူးခြင်းတွေမနာလိုစိတ်လူကျူးခြင်းတွေကိုငါတို့ပေရှားနိုင်ပါမယ်ကယ်တင်ခြင်းရပါမယ်ဆိုပြီးမှလက်တွေ့အတ္တတာမှာဒီတန်ရှင်းစွာအသက်ရှင်နိုင်ဖို့ရန်အတွက်အပြစ်တကိုးကနေငါတို့ကိုကယ်တင်ပေးနေတဲ့အကြောင်းကိုပြောပြနေတာဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်ဒီလက်တွေ့အတ္တတာမှာဖျားခင်ကငါတို့ကိုအပြစ်မပြုတ်ဘဲနဲ့ဒီကောင်းတဲ့အကျင့်အမျိုးမျိုးကိုဘာလို့ကျင့်စေလိုတာလဲလို့ပြောတဲ့အချိန်မှာငါတို့ကဒီ
ဒီဖျားခင်ရဲ့ကျေးဇူးတော်ကြောင့်အပိယခငရေကနေလွတ်မြောက်ပြီးတဲ့သူတယောက်ဖြစ်တယ်ဟိုတစ်ချိန်ကျရင်ကောင်းကင်နိုင်ငံကိုတွားရမယ့်သူတယောက်ဖြစ်တယ်ဒါပေမဲ့ငါတို့ကောင်းကင်နိုင်ငံမရောက်ခင်မှာလောကမှာဆက်လက်အသက်ရှင်တဲ့အချိန်မှာဖျားခင်နှစ်သက်တဲ့အမှုအမျိုးမျိုးတွေကိုကျင့်ပြီးမှဖျားခင်ကအသက်ရှင်စေလိုပါတယ်ဒီလိုမျိုးကောင်းတဲ့အရာကျင့်ထားတဲ့အရာဖျားခင်ကိုအားကိုးပြီးမှငါတို့ပြုခဲ့တဲ့အမှုတွေအားလုံးအလကားမဖြစ်သွားဘူးဟိုကောင်းကင်နိုင်ငံရောက်ရင်ဖျားခင်ရဲ့အခြေအမွမ်းကိုခံရမှာဖြစ်တယ်ဖျားခင်ငါတို့ကိုပေးတဲ့ဆွတ်လက်တွေငါတို့ရမှာဖြစ်တယ်ဒါပေမဲ့ငါတို့ကဒီယုံကြည်ပြီးတဲ့သူတရားတော့ဟုတ်ပါပြီငါတို့ကအပြည့်အခငရေကနေတော့လွတ်မြောက်ပြီးသွားပါပြီဒါပေမဲ့လောကမှာအသက်ရှင်တဲ့အချိန်မှာငါတို့ကဒီအပြည့်တကိုးကိုမအောင်မြင်ဘဲနဲ့ဒီအပြည့်တရားရဲ့ဒီကျွန်းပဲလုပ်ပြီးမှငါတို့ကဆိုရင်ဒီမကောင်းတဲ့အမှုအမျိုးမျိုးတွေပဲငါတို့လုပ်နေမယ်ဆိုရင်တော့ကောင်းကင်နိုင်ငံရောက်ရင်တော့ငါတို့ဘာဆွတ်လက်မရအချီးရနဲ့ရှက်ကြောက်เสียပဲဖြစ်မှာဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးရှက်ကြောက်เสียမကြုံရဖို့ရင်းရင်စွာကောင်းကင်နိုင်ငံကိုငါတို့ဝင်စားရဖို့ရန်အတွက်ငါတို့ဒီကောင်းကင်နိုင်ငံရောက်ရင်ငါတို့ဖျားခင်ရဲ့အချင်းမွန်ရဖို့ရန်အတွက်ရင်းချင်းရဖို့ရန်အတွက်ငါတို့ကိုဖျားခင်ကအမြဲတမ်းဖျားခင်ရဲ့စကားကိုပဲနားထောင်ပါဒီအရာကိုပဲဆွေးလန်းယုံကြည်ရအသက်ရှင်ပါအဲ့ချိန်ကြရင်တော့ဖျားခင်ရဲ့ကျေးဇူးတော်နဲ့ငါတို့ကိုဒီအပြည့်ရဲ့တကူကနေအောင်စေမယ်ကယ်တင်ပေးမယ်ဆိုရင်မှပြောပြနေတာဖြစ်ပါတယ်ဒီယာကုပ်အခန်းကြီး1အပိုင်ငယ်27မှာလည်းပဲဒီအင်္ဂလိပ်လိုမှာအဓိက verb ကိုပဲပြောပြပါမယ် which is able to save your souls ဒီမှာလည်းဒီis လို့ပြောတဲ့အချိန်မှာဒီမှာလည်း present tense နဲ့ပဲရေးထားပါတယ်ယခုကာလမှာငါတို့ကိုကယ်တင်ပေးနေတဲ့အကြောင်းကိုရေးထားတာဖြစ်ပါတယ်ငါတို့ဒီပိစုပန်ကာလကယ်တင်ခြင်းအကြောင်းကိုဒီအသိစိတ်ပြောပြထားတဲ့ဒီဩဝါဒစာကတော့ဒီယောမဩဝါဒစာအခန်းကြီး6အပိုင်ငယ်1ကနေအခန်းကြီး8အပိုင်ငယ်19အထိငါတို့တွေ့ရမှာဖြစ်ပါတယ်ဒီအကြောင်းကိုတော့ငါတို့ဒီနောက်အားရင်အချိန်ရရင်ဆက်လက်ပြီးတော့ဒီပြောပြပေးတော့မှာဖြစ်တယ်ဒီနေ့မှာတော့ငါတို့ဒီပိစုပန်ကာလကယ်တင်ခြင်းအကြောင်းကတော့ပြောကြခဲ့တာဖြစ်တယ်ဒီပိစုပန်ကာလကယ်တင်ခြင်းလို့ပြောတဲ့အချိန်မှာဒီမယုံကြည်သေးတဲ့သူတယောက်အတွက်နဲ့တော့မသက်ဆိုင်သေးဘူးခရစ်တော်ကိုယုံကြည်ပြီးတော့ဒီအပြည့်ရခငရေကနေလွတ်မြောက်တဲ့သူတယောက်ဟိုကောင်းကင်နိုင်ငံကိုမရောက်ခင်မှာလောကမှာဆက်လက်အသက်ရှင်နေတဲ့အတော်အတွင်းမှာအပြည့်ရတကူကနေအောင်မြင်ပြီးတော့ဖျားခင်နှစ်သက်တဲ့ကောင်းတဲ့အကျင့်အမျိုးမျိုးကိုရှင်းဖို့ရန်အတွက်ဖျားခင်ကငါတို့ကိုအပြည့်တကူကနေလည်းပဲကယ်တင်ပေးနေပါတယ်ဆိုတဲ့အကြောင်းကိုငါတို့လေ့လာခဲ့ပြီးတာဖြစ်ပါတယ်ဒီနေ့မှာတော့ဒီလောက်နေပဲပြောရင်းနဲ့မနေ့ပြန်ဖျားခင်ငါတို့ဆက်လက်ပြီးတော့အချိန်ပေးနေမယ်ဆိုရင်ငါတို့ဆက်လက်ပြီးတော့နောက်ဆုံးမြောက်တစ်ခုဖြစ်တဲ့ဒီအနာဂတ်ကာလကယ်တင်ခြင်းအကြောင်းကိုငါတို့ဆက်လက်ပြောကြပေးတော့မှာဖြစ်တယ်သခင်ယေရှုခရစ်နဲ့ငါတို့အပတီးဟူသောအဖခမေတော်ဖျားသခင်အထံတော်ကယေရှုတော်နဲ့နေတဲ့ခြင်းသည်တင်တို့၌ရှိပါစေတော်အာမင်